မင်္ဂလာပါရှင်ငလိတ်ကျောက်တရေအိမ်များနဲ့မိတ်ဆက်ပေးပါမည်ရှင်ငလိတ်ကျောက်တရေအိမ်အစစ်စေးတွေစုခမိမိဆိုင်တို့ရောက်ရှိနေပါပြီရှင်ငလိတ်ကျောက်တရေအိမ်ကြတော့အမခန့်နဲ့လာတာပါရှင်ဒါလေးတွေဆိုရင် CKD တစိုက်ပါရှင်စုခမိမိဆိုင်မှာကြတော့ CKD ကေစမန်ထိုင်လန်ပလန်တမျိုးသက်တာရောင်းပါတဲ့ရှင်ဒါလေးတွေဆိုရင်တလောင်းကိုရှောက်သိမ့်နဲ့9တောင်းပါရှင်တလောင်းကိုရှောက်သိမ့်နဲ့9တောင်းပါရှင်စုခမိမိဆိုင်ကြတော့ရန်ကုန်တဝဲနဲ့ဆိုင်ရှိပါတယ်ရှင်ရန်ကုန်ဆိုင်မှာလာကြည့်မဲ့ဆိုရဲကြည်လို့ရပါတယ်ရှင်တဝဲဆိုင်မှာလာကြည့်မဲ့ဆိုရဲကြည်လို့ရပါတယ်ရှင်ဒါလေးတွေဆိုရင်တလောင်းကိုရှောက်သိမ့်နဲ့9တောင်းပါရှင်ဒီဇိုင်းအသေးပါရှင်အရန်လှပါတယ်ဒါလေးတွေအဒီလိုမျိုးလွယ်ရပါတယ်ရှင်အထဲမှာကြိုးရှိပါပါတယ်ရှင်တလောင်းကိုရှောက်သိမ့်နဲ့9တောင်းပါရှင်ဒီဒီဇိုင်းလေးတွေဆိုရင်မာယူအားပေးနိုင်ပါတယ်ရှင်အရှားမျိုးအရှားနဲ့များကဆိုရင်စုခဲမိမိပေးမှာမာယူနိုင်ပါတယ်ရှင်တကယ်လို့ရန်ကုန်ကရှေ့ကများဆိုရင်လည်းရန်ကုန်ဆိုင်မှာလာကြည့်လို့ရပါတယ်ရှင်တဝဲကရှေ့ကများဆိုရင်တဝဲဆိုင်မှာသွားကြည့်လို့ရပါတယ်ရှင်တကယ်လို့ပေးကမာယူမယ်ဆိုရင်စုခဲမိမိငလိန်ကျော်တရေအိမ်လာလိလကဖျာရှိရေးပေးမှာမာယူအားပေးနိုင်ပါတယ်ရှင်အရန်လှတဲ့ဒါလေးတွေဆိုရင်ပွက်တက်လို့ရတာပေါ့နော်ဘယ်လိုမျိုးပဲနေနေအရန်လှတာဒီဒီဇိုင်းလေးတို့ဆိုရင်ပေါ့နော်လူကြီးလူငယ်ကိုင်လို့ရတဲ့ရှင်ဒါလေးတွေကလေအရန်စင်ပြေတဲ့ရှင်နောက်ပြီးကြတော့ဒီဇိုင်းတစ်မျိုးပြပေးမယ်ဒါလေးကရေပေါင်းဒီဇိုင်းပါရှင်ရေပေါင်းလို့ခေါ်တယ်အထဲမှာကျိုးရှိပါတယ်ရှင်သူလေးကြတော့တလောင်းကို9တိုင်းနဲ့6တောင်းပါရှင်ဒါလေးတွေဆိုရင်တလောင်းကို9တိုင်းနဲ့6တောင်းပါရှင်မှာယူအားပေးနိုင်ပါတယ်ရှင်အရန်လှတဲ့ရှင်သူကရေပေါင်းဒီဇိုင်းပေါ့နော်ဒီအိမ်လေးတွေဆိုရင်ဟိုတာပေါ့နော်ဘောင်းပြီးရှိနေပဲလွယ်မလားနောက်ပြီးကြတော့ဂါဘွန်လေးတွေနဲ့ပဲဟိုတာပေါ့နော်လွယ်မလားပွက်တာလိုရရတယ်သူမှကြိုးရှိပါနဲ့သူကဟောချောသမားတို့အတွက်အရန်စင်ပြေတာပေါ့နော်တလောင်းကို9တိုင်းနဲ့6တောင်းပါရှင်ရေပေါင်းဒီဇိုင်းလေးတွေကျင်းနေတဲ့ဆိုရင်စုခဲမိမိဆိုင်မှာအမှားယူအားပေးနိုင်ပါတယ်ရှင်ရေပေါင်းဆိုရင်အများကြီးရသေးပါသေးတဲ့ရှင်မှာယူအားပေးနိုင်ပါတယ်ရောင်ကြည့်စိတ်ချစွာဖြင့်မှာယူနိုင်ပါတယ်ရှင်အရန်လှတဲ့ဒီအိမ်လေးတွေကလေဘလန်ဆိုတာဘလန်ပေါ့နော်တကယ်ပဲဟိုတာပေါ့နော်ငလိတ်ကြောက်တဲ့အိမ်လေးကင်ပြီးပေါ့နော်ပွက်တာရတဲ့ဖီလင်းရလေဘာနဲ့မှနှိုက်လို့မရပါဘူးရှင်တကယ်လို့အလဲသွားလို့ခိုင်းတာလေအရန်ပဲစင်ပြေတာပေါ့နော်အသက်လာနေလို့ပေါ့နော်မင်္ဂလာပါရှင်